တက်မူကြီးကပြက်ဝီကိုမိထားပြီးဆိုတာနဲ့အခွင့်အရေးရတော့ပြက်ဝီကိုချက်ချင်းတက်ဖို့အတွက်စစ်တီတွေကိုအမိန့်ပေးလိုက်ပါတယ်စစ်တီတွေကလည်းတက်မူကြီးရဲ့အမိန့်အတိုင်းဓားလှန်တွေနဲ့ပြက်ဝီကိုထိုးနှံကြတော့လေပြက်ဝီရဲ့အာမန်တင်ထားတာကြောင့်ဓားလှန်တွေပြီးနေပြီးတော့ဘလို့မှတက်လို့မရပဲဖြစ်နေကြပါတယ်အဲ့ဒါနဲ့တက်မူကြီးနဲ့မြို့ဝန်အမတ်တို့ဟာမန်တင်းပြီးတက်လို့မရတဲ့ပြက်ဝီကိုကြည့်ပြီးတော့ပြက်ဝီတယောက်မန်လျှော့သွားအောင်ဘလို့လုပ်ရမလဲဆိုပြီးတော့နီလန်အမျိုးမျိုးထက်မှန်ရှာကြံပြီးတော့ကြံစီကြပါတော့တယ်အကြံရသွားပြီးဖြစ်တဲ့မြို့ဝန်အမတ်ကြီးကဒီမှာပြက်ဝီမဲအိုဇာကမင်းကိုတကယ်ချစ်တာမဟုတ်ဘူးမင်းကိုသေးစီလိုတဲ့စိတ်နဲ့အခုလိုထောင်ဖမ်းနိုင်ဖို့အတွက်ချင်းဟန်ဆောင်တာဖြစ်တယ်။ငါလိုမျိုးဝန်မင်းရဲ့သမီးတော်ကနေ့လိုဖုန်ကြီးကြောင်သားတိုင်းတစ်ပါးသားကိုချစ်နိုင်ပါတယ်လား။ဘာကိုမှန်တက်နေတာလဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာပြက်ဝီကကျုပ်မဲအိုဇာရဲ့အချစ်ကိုယုံတယ်။မဲအိုဇာကျုပ်ကိုမချစ်ဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး။မဲအိုဇာကျုပ်ကိုတကယ်သေးစီလိုတဲ့စိတ်ရှိတယ်ဆိုတာမှန်ရင်ကျုပ်ကိုနောက်ဆုံးအနေနဲ့ကွန်းတရာနဲ့ရေတမုတ်လာရောက်တိုက်ကြွေးမယ်ဆိုရင်ကျုပ်မန်ကိုချော့ပြီးအသေးခံလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့အကြံပတ်ဆက်တဲ့တက်မူကြီးနဲ့မြို့ဝန်အမတ်တို့ဟာမဲအိုဇာထံသွားကြပြီးတော့နီးပလီရဲတွေတုံးပြီးမဲအိုဇာအမှတ်မအောင်ပြောဆိုကြပါတယ်။မြို့ဝန်မင်းကတမီးတော်လေးမဲအိုဇာတမီးတော်လေးကပြဝီကိုတကယ်ချစ်သလားပြဝီကိုတကယ်ချစ်တယ်ဆိုရင်အခုလိုပြဝီအပေါ်အထင်လွဲတာမျိုးတွေမဖြစ်ရအောင်ကန်ဆိုးခံညံတွေပျောက်သွားအောင်ရာရာရှိတဲ့အနေနဲ့ကွန်းတရာရေတမုံနဲ့ပြက်ဝီကိုတွားရောက်တိုက်ကြွေးရမယ်။အဲ့ဒါဆိုရင်သမီးတော်လေးနဲ့ပြက်ဝီကိုဖခင်သဘောတူပြီးတော့ထိမ်းများပေးမယ်ဆိုပြီးတော့မဲဦးစာအမှတ်မှားအောင်လှည့်ကွက်တွေနဲ့ပြောဆိုလိုက်ပါတယ်။အဲ့ဒါနဲ့မဲဦးစာဟာအလွန်ပဲဝမ်းသာသွားပြီးတော့ကွန်းတရာရေတမုံနဲ့သူမရဲ့ချစ်သူရှိရာကိုရောက်ရှိသွားပြီးတော့သူမရဲ့ချစ်သူကိုပြဝီလွတ်မြောက်စေဖို့အတွက်ကွန်းတရာနဲ့ရေတမုံကိုပြက်ဝီကိုတိုက်ကြွေးလိုက်ပါတယ်။အဲ့ဒီအခါမှာပြက်ဝီဟာဘာမှပြန်မပြောနိုင်တော့ပဲအလွန်ပဲအံ့ဩဆွမ်းအားသွားပါတယ်။ပြက်ဝီရဲ့ရင်ထဲမှာမဲအိုဇာဟာသူ့ကိုအခုလိုမုန်းတီးပြီးရက်ဆက်ရလေသလားဆိုပြီးတော့တွေးရင်နဲ့မျက်ရည်တွေစီးကြလာပြီးအသက်ရှင်နေလဲမထူတော့ဘူးဆိုတဲ့အတွေးတွေဝင်လာပြီးတော့ယောက်ျားတို့ရဲ့ပြောထားတဲ့ဂတိစကားအတိုင်းအသက်ကိုအသေးခံဖို့အတွက်မန်ကိုလျှော့လိုက်ပါတယ်။ပြက်ဝီမန်လျှော့မှာကိုအရန်တင်းစောင်းနေကြတဲ့ရဲမတ်စစ်တီတွေကလည်းပြက်ဝီမန်လျှော့လိုက်တာနဲ့သူတို့ရဲ့လက်နက်တွေနဲ့ပြက်ဝီကိုထိုးနှက်လိုက်ကြရကနေပြီးတော့ပြက်ဝီတယောက်အဒီနေရာမှာပဲတည်ဆုံသွားရရှာပါတယ်အဲ့ဒါနဲ့မဲဦးစာကသူမရဲ့အခြေအဆုံးချစ်သူကိုပြက်ဝီတယောက်သူမရဲ့မျက်စိရှိမှာပဲရက်ဆက်စွာအသက်ခံလိုက်ရတာကိုမြင်တွေ့လိုက်ရတော့ယူကျုံများရင်ကွဲစွာခံစားလိုက်ရပြီးငိုကြွေးရင်နဲ့ပဲအဒီနေရာမှာပဲတတိလေးမြင်မျောသွားပါတယ်အဲ့ဒါနဲ့ရဲမတ်စစ်တီတွေကတေဆုံးသွားပြီဖြစ်တဲ့ပြက်ဝီရဲ့ရုပ်အလောင်းကိုဘရင်ကြီးရဲ့အမိန့်နဲ့အပိုင်းလေးပိုင်းပိုင်းပြီးတော့သူအနာဘူမိတထုံမျိုးရိုရဲ့တောက်လေးတောင်းမှမြုံနှံပြီးပြက်ဝီရဲ့သွေးတွေကိုမြို့ပတ်လေကိုလောင်းစေပြီးတော့အစီရင်တွေပြုလုပ်ပြီးအစောက်ဝိညာဉ်စစ်တီအဖြစ်စောက်ရှောက်စေလိုက်ပါတယ်ညီဖြစ်သူပြတာကအကိုပြက်ဝီအသက်ခံလိုက်ရပြီးဆိုတာကိုသိတာနဲ့အလွန်ပဲစိတ်ထိခိုက်သွားပြီးနာကြည်မုန်းကြီးသွားပါတယ်ပြီးတော့ဆရာတော်ဘုန်းကြီးကိုကြော့ဦးချပြီးတာနဲ့ပကံပြည်ရှိရာဘက်ကိုထွက်ပြေးသွားလိုက်ပါတယ်အဲ့ဒီအချိန်မှာပကံပြည်ကိုအနော်ရထာမင်းကြီးအုပ်ချုပ်နေပါတယ်အနော်ရထာမင်းကြီးဟာစီအင်အားအင်မတန်ကြီးမားစွာပိုင်ဆိုင်ထားတဲ့မင်းတစ်ပါးဖြစ်ပြီးတော့ပကံသူရဲကောင်းတွေဖြစ်ကြတဲ့ကျန်စစ်သားငထွေယူငလုံးလက်ဖယ်ညောင်ဦးဖီးဆိုတဲ့သူရဲကောင်းတွေကိုလည်းပိုင်ဆိုင်ထားပြီးတော့မြောက်စားထားပါတယ်အဲ့ဒါနဲ့ပြတာဟာပကံပြည်ကိုရောက်လာတာနဲ့လူစွမ်းကောင်းတွေကိုမြောက်စားတဲ့ပကံပြည်ရှင်အနော်ရထာမင်းကြီးထံမှာမင်းမှုထမ်းဖို့အတွက်လာရောက်ခါစားပါတယ်အနော်ရထာမင်းကြီးကလည်းပြတာကိုမင်းမှုထမ်းဖို့အတွက်လက်ခံထားလိုက်ပြီးတော့ပြတာရဲ့လုံနိုင်စွမ်းတွေကိုအတိမတ်ပြုတဲ့အနေနဲ့အနော်ရထာမင်းကြီးရဲ့မိဖရခေါင်ကြီးအတွက်ပုတ်ပါတောင်မှာရှိတဲ့ပန်းတွေကိုနေ့စဉ်ခူးယူပြီးပကံပြည်ရှိရာကိုလာရောက်ဆက်တာကိုတာဝန်ပေးအပ်လိုက်ပါတယ်အဲ့ဒီချိန်ကနေစပြီးပြတာဟာပုတ်ပါတောင်မှာရှိတဲ့စကဝါပန်းတွေကိုခူးပြီးတော့ဝေးလံလာတဲ့ပုတ်ပါတောင်နဲ့ပကံပြည်ကိုသူ့ရဲ့ကာယတိတ်ထိအစွမ်းတွေနဲ့နေ့စဉ်အသွားအပြန်ပြုလုပ်ပြီးတော့အနော်ရထာမင်းကြီးရဲ့မိဖရကောင်ကြီးထံပန်းတွေကိုဆက်တာပေးနေရတဲ့ပန်းဆက်သမားလေးပြတာအဖြစ်အမည်တွင်လာခဲ့ပါတယ်